ထားလမ်းမိုက်မှာပြေးဆွဲနေတဲ့အမှတ်30အစုံမန္တလေးရန်ကုန်ဒီရမျိုးလေးပြစပါအမြန်ရထားတစ်စီးကိုခဲနဲ့ပြစ်ပေါက်ခဲ့တဲ့စေကျော်တဲ့ရွယ်လူငယ်လေးဦးကိုဖမ်းဆီးထိန်းသိမ်းရေးယူထားတယ်ဆိုတဲ့သတင်းတစ်ခုကိုကျွန်မဖတ်လိုက်ရပါတယ်ဖြစ်စဉ်ကတော့ဇွန်လ6ရက်နေ့ညနေ9:20ခန့်မှာကရုတ်ဘူတာနဲ့ပြင်ပုံကြီးဘူတာအကြားကိုရထားဖြတ်တန်းနေခြင်းဖြစ်ခဲ့တာပါခဲနဲ့ပြစ်ပေါက်မှုကြောင့်ရထားတွဲရဲ့ခရီးတဲ့အတက်အဆင်းတကားမှပျက်စီးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသက်15နှစ်နဲ့16နှစ်အရွယ်စေကျော်တက်အရွယ်လူငယ်လေးကိုဖမ်းဆီးခဲ့ပြီးတော့ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုံမှန်84နဲ့အမှုခွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။အရေးကြီးတာကရထားကိုခဲနဲ့ပေါက်တာရိုးရိုးဖြက်စီးမှုတခုမဟုတ်ပဲခရီးသည်တွေကိုအသက်အန္တရာယ်ထိခိုက်နိုင်တဲ့ပြင်းထန်တဲ့လုပ်ရဖြစ်နိုင်ပါတယ်။ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရလေရထားကိုတစုံတရာနဲ့ပြစ်ပေါက်ခြင်းအနှောက်အယှက်ပြုခြင်းတွေဟာအနည်းဆုံးထောင်ဒဏ်15နှစ်ကနေအနှစ်20ထိချမှတ်နိုင်ပြီးတော့ဒဏ်ငွေလည်းချမှတ်နိုင်ပါတယ်။အရှင်2025ခုနှစ်တုန်းကလည်းဒီရဲ့လူရထားတစင်းကိုဒီဂိမ်းနဲ့ပြပောက်ခဲ့တဲ့အသက်18နှစ်အရွယ်လူငယ်တဦးကိုထောင်ဒဏ်15နှစ်အထိချမှတ်ခဲ့ပြီးပြီလို့သတင်းမှလည်းဖော်ပြထားပါတယ်။ဒါကြောင့်မိဘတွေဆရာဆရာမတွေနဲ့ရထားလမ်းအနီးနေထိုင်သူတွေအနေနဲ့လည်းကလေးတွေကိုရထားကိုဂိမ်းနဲ့ပြပောက်တာအနှောက်အယှက်ပေးတာတွေဟာကစားတာတတ်မဟုတ်ဘဲနဲ့ဥပဒေအရရေးယူခံရနိုင်တဲ့အန္တရာယ်ကြီးတဲ့လုပ်ရဖြစ်တယ်ဆိုတာကိုလည်းသတိပေးထားသင့်ပါတယ်။အားလုံးပဲကိုယ့်ရဲ့တာသမီလေးတွေစေကျော်တဲ့အရွယ်လူငယ်လေးတွေကိုကျေးဇူးပြုပြီးတော့သတိပေးထားတင်ပါတယ်လို့ကျွန်မကဒါလေးကိုပြောဆိုချင်ပါတယ်ရှင်ရထားပေါ်မှာခရီးသည်တွေရှိပါတယ်မှန်တစ်ချက်ပြည့်စည်တာထက်အသက်အန္တရာယ်ကပိုပြီးအရေးကြီးပါတယ်အဲဒါကြောင့်မို့လို့ကျွန်မကဒီသတင်းလေးကို awareness news အနေနဲ့လာပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင် Globe Trotter Jackie ပါ bye bye